ယခုနှစ်မှာနီတိုးကိုကြော်ပြီးကယ်ဒမီရနိုင်တဲ့မြင့်မြတ်ရဲ့အတွင်းလေးဝက်သတင်းထွက်ပေါ်လာအခုနုပညာလောကမှာစီကားဆုံးနဲ့စောင့်ကြည့်ရဆုံးဖြစ်တဲ့ကယ်ဒမီရွှေစင်ရုပ်ထုချင်းမြင့်ပွဲကြီးကတော့ကျင်းပဖို့နီးကပ်လာတဲ့များတနိုင်ငံလုံးကပြည်သက်တွေကြားမှာခံမှန်းချက်မျိုးစုံနဲ့ကြရထားနေပါရီဒီနေ့မှာတော့ထိတဲမင်းသားကြီးနေရာဖြစ်တဲ့နေတိုးနဲ့မြင့်မြတ်တို့ရဲ့အားပြိုင်မှုဟာတကယ့်ကိုထိတိုက်တွေးဆုံမှုကြီးဖြစ်နေသလိုအလက်တလောပေါက်ကြားလာတဲ့တွင်းသတင်းတွေရတော့အခြေအနေတွေမထင်မှတ်ထားတဲ့ဘက်ကိုဥတည်နေပါရီပရိသတ်ကြီးတို့သိကြတဲ့အတိုင်းဒီနေ့မှာအကယ်ဒမီစုတဲ့ပရိသတ်တွေလိုချင်ဆုံးနဲ့သိကြဆုံးလို့သတ်မှတ်ထားတာကတော့မင်းသားကြီးနေတိုးပါပဲနေတိုးဟာဒီနေ့ထဲမှာထူးခြားတဲ့စကားကြီးနှကားနဲ့ပရိသတ်ကိုဖန်ဆားခဲ့တာပါတကားကတော့တရေကားဖြစ်တဲ့ညမင်္ဂလာဖြစ်ပြီးတော့နောက်တကားကတော့ NCPT ဘဝကိုနှုတ်စိတ်ပုံပေါ်ထားတဲ့မြက်လက်တက်ပေမဲ့ရေစီးရကျန်းနေပဲဖြစ်ပါရီအထူးသဖြင့်မြက်လက်တက်ပေမဲ့ရေစီးရကျန်းတဲ့စကားမှာနေတိုးဟာ NCPT နက်ကတော့အသိမ်းဖြစ်နေတရုတ်ဆောင်ခဲ့တာပါမိဘွားကိုရှင်းပြီးတော့တူရီတူမတွေရဲ့ပညာရေးအတွက်နင့်နာခံပုံကမြင်ရသူတိုင်းကိုရှင်နေထိခိုက်စေပေဒီနေ့တော့နေတိုးအကယ်ဒမီမလွဲတော့ဘူးလို့တနိုင်ငံလုံးကတရင်ရထဲထင်သေးပေးခဲ့ကြတာပါဒါပေမဲ့ဒီမျောလင်းချက်တွေကိုရိုက်ချိုးလိုက်တာကတော့ရုပ်ရှင်စီအုပ်ရဲ့တွင်သတင်းပေါက်ကြားချက်ပဲဖြစ်ပါတယ်အစီအုပ်ဥက္ကဋ္ဌဒိုက်တာဦးကြည်စိုးထွန်းရဲ့အမြင်အရဒီနေ့မှာ NCPT ဇာတ်ကားတွေနဲ့ဟော်ရာသရေးဇာတ်ကားတွေကိုအကယ်ဒမီလုံးဝမပေးဖို့ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်သူရဲ့အကြောင်းပြချက်ကတော့အတော်လေးကိုညှင်းပွားစရာပါ NCPT ကာရီတာတွေကိုစုပေးလိုက်ရင်လူငယ်မျိုးသားတွေကတူယူမှပြီးတော့လိုက်လို့ကုန်မှာစိုးရင်တလို့တရေကားတွေကလည်းတိတ်နှမိတ်မကောင်းမှုလို့ယူဆနေတာဖြစ်ပါတယ်။ဒါကြောင့်နေတူကဘလောက်ပဲတရုတ်ဆောင်ကောင်းပါစေသူရဲ့ကာရီတာရွေးချယ်မှုကြောင့်ပဲအကယ်ဒမီနဲ့လွဲချော်တော့မယ့်အခြေအနေမှာရှိနေပါတယ်။နေတိုးအကယ်ဒမီလမ်းကြောင်းမှာခက်တွေ့နေချိန်မှာပဲမင်းသားမြင့်မြတ်ရဲ့ရေပန်းစားမှုဟာရှိန်ဟုန်နဲ့မြင့်တက်လာခဲ့ပါတယ်။မြင့်မြတ်ဒီနေ့မှာပန်းမြိုင်လေးကဥယျာဉ်မှုနဲ့မြေစာဆိုတဲ့စကားကြီးနှကားနဲ့အားပြိုင်နေတာပါ။ပန်းမြိုင်လေးကဥယျာဉ်မှုမှာမြင့်မြတ်ကရွာကလေးတွေပညာတတ်ဖြစ်ဖို့အတွက်ကိုယ်ခွင်လန်းတွေကိုဆွလွတ်တဲ့ကျောင်းဆရာပြည့်တရုပ်ဆောင်ထားပါတယ်။မြေစာစကားမှာတော့လူဖွဲ့စည်းရဲ့နှိမ့်ကြဆုံးလို့သတ်မှတ်ခင်ရတဲ့စီပင်အမိုက်သိန်းဝင်တဲ့ဖြစ်နေညီလေးညီမလေးတွေအတွက်နင့်နာခံပုံကိုပြပြတရုပ်ဆောင်ပြခဲ့ပါတယ်။ဒီစရုပ်တွေဟာအကယ်ဒမီစစ်စေးရေးတိုင်တွေရဲ့အကြိုက်နဲ့ထပ်တူကြနေပါတယ်။ပညာရေးကိုဦးစားပေးပြီးတော့အခြေခံလူတန်းစားရဲ့နင့်နာခံမှုကိုဖော်ပြတဲ့ဒီလိုစံပြစရုပ်တွေဟာလူမှုပတ်ဝန်းကျင်အတွက်ရောနိုင်ငံတော်အတွက်ပါကြိုးပြရလို့ယူဆရတာကြောင့်နေတိုးတဲ့မြင့်မြတ်ဟာအကယ်ဒမီရွေးစင်ရုပ်ထုနဲ့ပုံနှိစက်နေတာပဲဖြစ်ပါတယ်။အတွင်သတင်းတွေရတော့အစည်းအရုံးဟာနေတိုးရဲ့ NCPT နဲ့ကတော့အသိန်းကာရိုက်တာဟာတရုတ်ဆောင်မှုပိုင်းမှာပြောင်းမြောက်ပေမဲ့လူမှုပတ်ဝန်းကျင်ပေါ်တက်ရောက်မှုကိုပုံမစိုးရိမ်နေကြတာပါ။တစ်ဖက်မှာတော့မြင့်မြတ်ရဲ့ကျောင်းဆရာနဲ့အမိုက်သိန်းဝင်တဲ့ကာရိုက်တာတွေဟာလူငယ်တွေအတွက်အားကျတူယူစရာဖြစ်လို့အကယ်ဒမီထိုက်တန်နေဆိုတဲ့အမြင်ကအားကောင်းနေပါတယ်။ဒါနေတိုးရဲ့ပြည်သက်တွေတက်တော့တကယ့်ကိုစိတ်မကောင်းစရာအခြေအနေတစ်ခုပါပဲ။နေတိုးရဲ့လူပညာစမ်းရည်ပြေးွားတဲ့ NCPT ကာရိုက်တာတဲ့မြင့်မြတ်ရဲ့စံပြကျောင်းဆရာနဲ့အမိုက်သိန်းဝင်တဲ့ကာရိုက်တာတွေဟာအကယ်ဒမီနဲ့ပိုထိုက်တယ်လို့ထင်ကြလားနေတီကိုဒီလိုအကြောင်းပြချက်တွေနဲ့ဆွေးနွေးပေးတာကတော့တရားရေးလားမိမိတို့ရဲ့အမြင်လေးကိုလည်း comment မှာဖွင့်နေရေးသွားပေးကြပါအောင်ရှင်ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူတင်ရှိပါရရှင်